မန်ကအီမိုရီနဲ့ဆိုရင်ဘာမှဖြစ်လာမှာမဟုတ်လို့ကလော့နဲ့အစားထိုးတင်တယ်လို့အကြံပြုလိုက်တဲ့မာတင်ကီယိုအားလုံးပဲမင်္ဂလာပါခင်ဗျာအမ်လီမင်အိုင်မက်ကွန်ရှိကိုနဲ့55 miss agent ကနေကြိုဆိုလိုက်ပါတယ်အာဆင်နယ်ကန်လူအောင်မာတင်ကီယိုကတော့မန်ယူတင်းဟာအီမိုရီကသာနီးပြပြဆက်လက်ပြီးတော့တောင်းပေးသွားမယ်ဆိုရင်တော်ကီတွေကလွဲလို့အီမိုရီစီကနေဘာမှမျောလင်းလို့ရနိုင်မှာမဟုတ်ဘူးလို့ပြောလာခဲ့ပါတယ်အီမိုရီကပထမဆုံးနှစ်မှာတော့မန်ယူတင်းဟာတဟက်လက်ထက်တုံးကထက်တောင်မှအချိန်နေပိုဆိုးနေပြီးတော့ပရီးမီးယားလိမှာအဆင့်15နဲ့ရာသီသိမ်းခဲ့ရတာပါဥရောပဝင်ခွင့်အတွက်တခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့ယူရိုပါလိဖလားကိုလည်းလက်လွတ်လိုက်ရတာကြောင့်မန်ယူတို့ဒီနေ့ဘောလုံးရာသီမှာအချီးထိသွားခဲ့ပါတယ်။ချန်ပီယံလိဝင်ခွင့်မရလိုက်တာကြောင့်မန်ယူတဲ့အဖက်ဖက်ကနေတွက်ကြည့်လိုက်မယ်ဆိုရင်ပေါင်တန်း100လောက်ထိတောင်မှနေနာမှုတွေရှိခဲ့ရတာပါ။အီမွန်ကတော့မကြခင်မှာနေကောင်းရက်တာတွေလာတော့မယ်လို့မန်ယူပရိသတ်တွေကိုနှစ်သိမ့်စကားပြောကြားထားပြီးတော့လာမယ့်ရာသီသစ်အတွက်အကောင်းဆုံးသောပြင်ဆင်မှုတွေကိုပြုလုပ်နေပေမဲ့လည်းမာတင်ကီယိုကတော့အီမွန်ကိုအယုံကြည်မရှိဘူးဖြစ်နေရပါ။မန်ယူတင်းနေနဲ့စူပလာတွေကိုပြန်လည်ပြီးတော့ရယူခြင်းနဲ့ဆိုရင်အီမွန်ရဲ့နေရာမှာလီဗာပူးနီးပြအောင်ဂျာတင်ကလော့ကိုနီးပြပြနဲ့ခန့်အပ်အောင်စူးစမ်းသင့်တယ်လို့မာတင်ကီယိုကအကြံပြုပြောဆိုလိုက်ပါတယ်။ကလော့ကလီဗာပူးကို9နှစ်တာကင်တွယ်ခဲ့ပြီးတဲ့နောက်မှာလီဗာပူးတစ်ခေတ်ပြန်လည်စမ်းသစ်လာအောင်စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်လို့ကလော့လိုနီးပြမျိုးနဲ့မှမန်ယူတင်းကသူတို့ဖြစ်ချင်နေတဲ့ဖောက်ဆန်ကစ်တုံးကလိုမျိုးပြန်ဖြစ်လိမ့်မယ်လို့လည်းမာတင်ကီယိုကယုံကြည်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကလော့ကတော့လီဗာပူးရဲ့ပြိုင်ဘက်ဖြစ်ပရီးမီးယားလိကိုဘယ်တော့မှပြန်မလာဘူးလို့ပြက်ပြက်သားသားထုတ်ဖော်ပြောဆိုထားပြီးသားပါ။ဒါကြောင့်မန်ယူတို့လိုချင်အောင်မှကလော့လိုနီးပြမျိုးရှာခန့်နိုင်မှာပဲဖြစ်ပါတော့မယ်။